ဒီမြို့မှာရွာတဲ့မိုးရေတွေကတကယ်တော့လိမ္မော်ရေတွေပါပြီးတော့တက်တန်ကြီးကလည်းတက်တန်ရောင်တကြားလုံးတွေဖြစ်ပြောင်းလဲပြီးကောင်းကင်ဘော်ကနေကြွေကြလာပါတယ်နေ့လယ်ပဲရောက်ရင်တော့ဒိုးနဲ့တွေနဲ့ကြက်ပောင်တွေမိုးရွာချတတ်ပါတယ်ညဘက်လေးအေးလေးတိုက်လာတဲ့အချိန်မှာတော့တမျိုးလုံးရေခဲမုံတွေမုံတိုင်းလိုကျဆင်းလာတာကိုအံ့ရဖွယ်ရာကြုံတွေ့ရပြန်ပါတယ်ဒီမြို့မှာရှိတဲ့လူတွေဟာအစားအသောက်ကိုအကန့်အသတ်မရှိစားတောက်နိုင်ကြပါတယ်နေ့တိုင်းလည်းအစားအသောက်တွေကမတူဘဲပြောင်းလဲနေပါတယ်တကယ်လို့တင်တစ်ခုခုစားကျင်နေဆိုရင်မိုးလေဝသခမန်းချက်ကိုကြည့်ပြီးသတ်မှတ်ထားတဲ့နေရာကိုသွားလိုက်ရုံပါပဲဒီရာအားလုံးကိုတီထွင်ဖန်တီးခဲ့သူကတော့အသက်8နှစ်အရွယ်ကောင်လေးတစ်ယောက်ဖြစ်ပါတယ်မကြသေးခင်အချိန်တုန်းကတော့ဒီမြို့မှာရှိတဲ့တခုတည်းသောအစားအစာကငါးတိတာငါးတွေပါပဲမွေးကင်းစားကလေးငယ်တွေကိုတောင်ငါးတိတာပြုတ်ရီပဲတိုက်ကြွေးခဲ့ရတာပါဒါပေမဲ့ဒီကောင်လေးကအရာအားလုံးကိုပြောင်းလဲပစ်ခဲ့ပါတယ်ဂျက်အသက်10နှစ်အရွယ်မှာသူက remote control နဲ့ထိန်းချုပ်လို့ရတဲ့ TV တစ်လုံးကိုတီထွင်ခဲ့တယ်ဒါပေမဲ့အဲ့ဒီ TV ကိုဖွင့်လိုက်တဲ့အခါမှာတော့ TV ကခြေထောက်ပေါက်ပြီးအိမ်ထဲကနေထွက်ပြေးသွားခဲ့ပါတယ်အသက်15နှစ်မှာတော့ဂျက်ကဆံပင်ပေါက်စေတဲ့စပတ်လေးတစ်မျိုးကိုတီထွင်ခဲ့ပြန်တယ်တစ်ဆက်လောက်ဖြန်းလိုက်တာနဲ့တော်ရင်းလူသားကူအောင်လူလိုမျိုးဖြစ်သွားစေနိုင်ပါတယ်သူအချိန်ချင်းကြာရှုံးခဲ့ရပေမဲ့သူ့ရဲ့အိမ်မက်ကိုတော့လက်မလျှော့ပဲဆက်ပြီးစူးစမ်းနေခဲ့ပါတယ်သူကသိပ္ပံပညာရှင်တစ်ယောက်ဖြစ်ချင်ခဲ့တာပါဂျက်ကအစားအစာထုတ်ပေးတဲ့စက်တစ်လုံးကိုတိစောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်လိုအပ်တဲ့ပြင်ဆင်မှုတွေအားလုံးလုပ်ပြီးတဲ့နောက်မှာဟမ်ဘာဂါတစ်လုံးပေါ်လာခဲ့ပေမဲ့မီးပြတ်သွားတာကြောင့်ချက်ချင်းပြန်ပြောက်သွားခဲ့ပါတယ်ဒါကြောင့်ဂျက်ဟာစက်ရုံတရုံလေးကိုတိတ်တဆိတ်ခိုးဝင်ပြီးအစားအသောက်ဆက်လဲပတ်နိုင်ဖို့အတွက်လျှက်စစ်တပ်အားအမြောက်များကိုရယူအသုံးပြုလိုက်ပါတယ်ဒါပေမဲ့လျှက်စစ်စီအားကအရန်ပြင်းထန်လွန်းသွားပါတယ်အစားအစာဆက်ကဒုံးပြန်တစ်ဆင့်ဖြစ်ပြောင်းလဲသွားပြီးကောင်းကင်ဘော်ကိုပြန်တက်သွားပါတော့တယ်ဂျက်တစ်ယောက်လက်လျှော့လိုက်တော့မဲ့ဆဲမှာပဲတန်ပုံးတစ်လုံးထဲကနေအတန်ထွက်လာတာကိုကြားလိုက်ရတယ်သူအနားကပ်သွားကြည့်တဲ့အခါအဝါရောင်တင်ခဲ့တဲ့တုံးကိုတွေ့လိုက်ရပါတယ်သူ့ကိုအန်ကအတင်ဆုံးဖြစ်စေခဲ့တာကတော့ကောင်းကင်ဘော်မှာရောင်စုံတိမ်တိုက်ကြီးဖြစ်ပေါ်နေပြီးအပေါ်ကနေဟမ်ဘာဂါမိုးတွေရွာကျနေတာကိုပါပဲရွာသားတွေကလည်းဒီယုံနိုင်စရာမရှိတဲ့မြင်ကွင်းကိုမြင်တွေ့သွားကြပါတယ်သူတို့တွေငါးတိတာငါးကိုဘယ်တော့မှထပ်စားစရာမလိုတော့ဘူးဆိုပြီးဝမ်းသာပျော်ရွှင်နေကြပါတော့တယ်နောက်ဆုံးမှာတော့ဂျက်ရဲ့စူးစမ်းအားထုတ်မှုတွေကိုအတိမတ်ပြုခံလိုက်ရပြီးသူဟာမြို့ရဲ့သူရဲကောင်းကြီးဖြစ်လာခဲ့ပါတော့တယ်